ကျမငါးတိတကောင်ဝယ်လာပြီးတော့3မျိုးချက်ပြပါမယ်ဒီနေ့ကတော့တတဦးစားပေးပြီးချက်တဲ့ဟင်းပေါ့နော်တတမမေကတော့ဖူဖားတို့ရဲ့ပေးတဲ့ဟင်းနဲ့စားမယ်ဆိုတော့လေတတဟာချက်ရတာလေငယ်တော့ကစားရင်တော့ဒီထက်များတယ်လို့ခံစားရတယ်စီနေရင်လည်းအိုကတ်မှာဆိုတော့လေများသွားတဲ့စီကိုကစားစီအခွက်တီလေးတစ်ထည့်သိမ်းလိုက်အောင်မယ်ခုနတိန်းထားတဲ့ဟာပြင်နည်းနည်းလေးထပ်ပို့နေတဲ့ဟာကိုတတအတွက်ငါးခရုစီလေးထပ်လုပ်ပါမယ်ရှင်ဒီအနေထားဆိုတော့ကြက်ပြီပေါ့နော်ခုနငါးကြော်တဲ့အိုးလည်းမစေးပဲနဲ့ငါးခရုစီချက်လောက်တယ်ပြီးတော့ငါးခရုစီကိုလည်းထပ်အားပြီးတော့နောက်တစ်မျိုးထပ်ချက်မယ်ပေါ့နော်ကျမတခြားဟာပြင်ဆင်နေတဲ့အချိန်မှာနွားနို့ကလေးတည့်လိုက်မယ်ဆိုတော့တည့်လိုက်နွားနို့တွေဝေကြကုန်တာပြီးရင်ခုနငါးတကောင်နဲ့ကြက်နေတဲ့ငါးကောင်းလေးကိုတခြားလောက်ပြီးတော့ဟင်းရည်အိုးတက်တင်ပါမယ်ရှင်ဘာချက်မလဲဆိုတာလိုက်ကြည့်အောင်နော်ငပိတတုံပြစ်ထည့်ပြန်ပြီးခင်းရဲ့အိုးတက်တင်ပြီးတော့ကျမဟိုဘက်အိမ်ပြေးတယ်ပေါ့နော်အမေတို့အိမ်မှာမကြီးရွက်တကူပါလေရှင်ကျမပြန်ရောက်တော့ဟင်းရဲ့အိုးတွေစုနေပါပြီရှင်မကြီးရွက်ကိုတေချာရေးဆေးပြီးတော့ကျမထည့်လိုက်တယ်ပေါ့နော်ခဏလောက်တည်ထားပြီးလို့ရှိရင်တော့သူအချင်းရည်တွေထွက်လာတယ်ပေါ့နော်ကိုလိုချင်တဲ့အချင်းနေထားရောက်ပြီဆိုလို့ရှိရင်တော့ကြက်ပါပြီရှင်အဆုံးထိကြည့်ပြီလို့ကျေးဇူးပါ